Let's talk about our morning routines. First of all, what is routine? Routine is something you do every day or repeatedly. Routine ဆိုတာနေ့စဉ်လုပ်နေကြအရာဒါမှမဟုတ်ရင်တစ်ခါတစ်ခါလုပ်ဖြစ်တဲ့အရာတွေကိုခေါ်ပါတယ် ROUTINE routine morning routine မနက်တိုင်းလုပ်နေကြအရာတွေဟုတ်ပြီဒီအရာတွေကိုအင်္ဂလိပ်လိုဘယ်လိုပြောမလဲကြည့်လိုက်မယ် Wake up အိပ်ယာထားတယ် Check social media Facebook ကြည့်တယ် Take a shower ရေချိုးတယ် Get dressed အဝတ်အစားဝတ်တယ် Comb hair ခေါင်းဖီးတယ် Eat breakfast မနက်စာစားတယ် Brush teeth သွားတိုက်တယ် Pack a lunch နေ့လယ်စာထုတ်တယ် Go to work အလုပ်ကိုသွားတယ် Go to school ကျောင်းကိုသွားတယ်